အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တူတာပါဒီနေ့မှာတော့ရှေ့ဗီဒီယိုရဲ့အဆက်ဖြစ်တဲ့ကို body weight ကိုအသုံးပြုပြီးတော့ပခုံးလက်မောင်းနောက်သားနဲ့ one mic ကကြွသားတွေကိုထိရောက်စေမဲ့ exercise တွေကိုပြောပြရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပခုံးအရှိကြွသားတွေကိုထိရောက်စေမဲ့ bike push up ကိုပြောပြရမှာဖြစ်ပါတယ် bike push up ကိုလုပ်တော့မယ်ဆိုရင်တော့ပုံမှန်ဒိုက်ထိုးတဲ့ position ကိုပဲခြေထောက်ကိုအရှိတိုးပြီးတော့ push up လုပ်ရမှာဖြစ်ပါတယ်ဒီ position ကကိုယ့်အတွက်ခက်ခဲနေမယ်ဆိုရင်ခြေထောက်ကိုတောင်စစ်နာအရင်မကပ်ပဲနဲ့အရှိတလန်းလောက်ပဲတိုးပြီးတော့ပြုလုပ်လို့ရပါတယ် bike push up position ကို15ချိန်ကနေအချိန်20အတွင်း3ကြောကနေ4ကြောကောင်းကောင်းလုပ်နိုင်သွားပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ပိုခတ်သွားအောင်ဒီခြေထောက်ကိုခုံတစ်ခုပေါ်မှာတင်ပြီးတော့ elevated bike push up လုပ်လို့ရပါတယ်ဒီ bike push up အနေထားမှာကိုယ် body weight ကခန္ဓာကိုယ်အပေါ်ပိုင်းကိုစောင်းလာရတာဖြစ်တဲ့အတွက်တာမန်ဒိုက်ထိုးတဲ့နည်းရတဲ့ပခုံးကြွသားကိုပို့ပြီးတော့ထိရောက်စေမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကို15ချိန်ကနေအချိန်20အတွင်း3ကြောကနေ4ကြောကြာဖောင်မှန်အောင်ပြုလုပ်သွားနိုင်ပြီဆိုရင်တော့နောက်တစ်ဆင့်ဖြစ်တဲ့ handstand push up ကိုလေ့ကျင့်လို့ရပြီဒီ exercise ကပိုခက်ခဲတဲ့အတွက်အရှိဗီဒီယိုမှာပြခဲ့တဲ့ push up variation ကိုဖောင်မှန်နဲ့ပြုလုပ်နိုင်မှသာဆက်လေ့ကျင့်စေချင်ပါတယ်တကယ်လို့ကိုက handstand push up မလုပ်နိုင်သေးဘူးဆိုရင်ဒီ handstand hold လုပ်လို့ရပါတယ် handstand hold ကတော့တောင်မကွေးပဲနဲ့ handstand လုပ်တဲ့ position ကိုပဲတောက်နာမှာဖြစ်ပါတယ် handstand push up ကို9ချိန်ကနေ15ချိန်အတွင်း3ကြောကနေ4ကြောအထိပြုလုပ်နိုင်ပါတယ်နောက်ဆုံးအနေနဲ့လက်မောင်းနောက်ကြွသားကိုထိရောက်ဖို့အတွက် tricep dip exercise ဖြစ်ပါတယ် tricep dip exercise ကိုပြုလုပ်မယ်ဆိုရင်တော့လက်အကျယ်ကိုပခုံးအကျယ်တိုင်းထားရမယ်ဒါမှမဟုတ်အနည်းငယ်ချဲထားပြီးတောင်ကွေးပြီးပြုလုပ်လို့ရပါတယ်ကိုကခြေထောက်ဆန့်လုပ်လို့ခက်ခဲနေမယ်ဆိုရင်ခြေထောက်ကိုအနောက်နည်းငယ်ဆုပ်ပြီးလေ့ကျင့်နိုင်ပါတယ်။ချိန်ကနေအချိန်20အတွင်း3ချိန်ကနေ4ကြောအထိပြုလုပ်ပေးနိုင်ပါတယ်။ဒီလေ့ကျင့်ခန်းမှာသတိထားမယ့်အချက်တစ်ခုကတော့ပခုံး injury ရှိတဲ့လူတွေအနေနဲ့အောက်ထိမဆင်းမဲနဲ့ပြုလုပ်ပေးရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ exercise တိုင်းကိုအမြန်မလုပ်ဘဲတက်နိုင်သမျှထိန်းပြီးတော့ form မှန်နဲ့ပြုလုပ်ပေးမယ်ဆိုရင် effective ပိုဖြစ်မှာဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းကိုယ်ခန္ဓာကိုယ်ကိုအသုံးပြုပြီးတော့နောက်ကျောကြွသားတွေနဲ့လက်မောင်းကြွသားတွေကိုဘယ်လိုဆော့ရမလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်